Hello ဖြူစင်ပါရှင်ဖြူစင်ကဒီတစ်ခေါက်တီချဲရွှေစင်ဖွင့်လှစ်တဲ့ make up တင်တန်းမှာထပ်ပြီးတော့မှ update join ခဲ့ပါတယ်ရှင်ကိုယ့်ရဲ့လိုအပ်နေတဲ့ပညာတွေကိုထပ်ပြီးတော့မှဖြည့်ကျင်တဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီတင်တန်းလေးကိုထပ်ပြီးတော့မှ join ခဲ့ပါတယ်လုံးဝ make up look တွေကို detail ကြတေချာလေးအသေးစိတ်တင်ကြားပေးရပေါ့နော်ထပ်ပြီးတော့မှတင်ကြားခွင့်ရတယ် professional makeup artist တယောက်မှရှိတဲ့နေပေါ့နော်ဒီအတွေးခေါ်တွေယုံကြည်မှုတွေပေါ့နော်ကိုဘယ်လိုမျိုးပြုမှုနေထိုင်ရမလဲဆိုတာတွေကိုဒီချက်ကတေချာလေးအသေးစိတ်ရှင်းပြပေးတယ် makeup look တစ်ခုလုံးကိုဒီ step by step ပေါ့နော်တစ်ဆင့်ချင်းလုံးဝ detail နဲ့ပေါ့နော်တရရက်လေးဖြစ်အောင်ဘယ်လိုပြင်ရမလဲဆိုတာကိုအသေးစိတ်လေးသင်ကြားပေးပါတယ်လေတင်နန်းစင်မီဒီယာဒီတလပိုင်းကိုနားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အချိန်လေးကလည်းအားနေတဲ့အတွက်ကြောင့်မလို့ဒီချက်တင်နန်းလေးကိုထပ်ပြီးတော့ join ဖြစ်ခဲ့ပါတယ်ထပ်ပြီးတော့လည်းပညာတွေအများကြီးရခဲ့ပါတယ်ဒီချက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နှစ်လပိုင်းမှာဖြူစင်က make up အပြင်ပွဲတွေလည်းလက်ခံပါမယ်ဒီပေါ့နော် set make up ကိုမှအိမ်အရောက်တင်နန်းဖြူစင်စီမှာလည်းလာတက်လို့ရတယ်ပြီးလို့ရှင် online တင်နန်းတွေလည်းပြန်ပြီးတော့မှဖွင့်ပြီးတော့မှာပါရှင်